အမဒီမှာဖွင့်လို့ရပြီလားအသက်တန်းတော့ပွင့်နေပြီတန်တော့ပွင့်တယ်နော်။我们的 attendees တဲမှာဟိုကပါလေ။ဟောက်ရောက်နေရပြီးတော့ခါကြတော့အဲ့ foreigner နောက်ထပ်ကျောင်းသားတစ်ယောက်ထင်တယ်ဟုတ်လား။မြန်မာလားအေးအမမြင်ရတယ်မလား participant မြင်ရဘူးအခုကဟိုကလေ webinar joining ဆိုတဲ့အနေအထားပဲဆိုဒါပေမဲ့ဟိုလောင်း screen share ထားတဲ့ဟာကို laptop ကနေမြင်ရတယ်အော်အဲ့ဒီလိုအဓိကမရှိဘူးပေါ့နော် Firefly ရဲ့အမရဲ့ဟောင်းရဲ့ foreigner ရဲ့ foreigner ဘူးမသိဘူးသူချက်ပေါ်မှာမေးတာထင်တာပဲဟုတ်မဟုတ်တော့မသိဘူးဒီနေ့ဟာကိုပိတ်ပြီးတော့နောက်နေ့မှ join နောက်နေ့မှပြန်လုပ်ရမလားပိုင်ပါနေပို့လိုက်အေးဟုတ်လားအော်ညဒီကနေတော့ထွက်သွားရင် screen share တာပျောက်သွားမှာလား screen stop sharing ခဏလုပ်လိုက်ကော screen ခဏ stop လိုက်မယ်ပိုင်ပါနေပို့လိုက်ပါမယ်အညိုးတန်ကြနေဒီလိုဒီပါမှာတော့လိုက်အောင်ရောက်သွားပြီနိုင်9မိနစ်ရှိနေနော်ဟုတ်တယ်ဘယ်လိုလုပ်မလဲဟိုမဖြစ်ဘူးလေမြင်နေမလားပိုက်ပါမှာအေးတယ်အဲ့တော့ပြောစရာရှိရပဲကိုယ့်ကိုဆက်ပြောသွားကြတာပေါ့တော့じゃ recording ကြည့်ပြီးတော့နုဘာဖြစ်လဲငါတို့ဘာဖြစ်လဲမေးနေအောင်အေးဟုတ်တယ်နော်မတက်နိုင်လူရှိတဲ့ပုံစံနဲ့ပဲပြောလိုက်ကြစာ share ပြီးအမှားစပြောလို့ရတယ် hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ webinar လေးကိုjoin ပေးတဲ့တယောက်ချင်းလေးကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့9နာရီ9မိနစ်လည်းရှိပြီဆိုတော့ကျမတို့ webinar လေးကိုစလိုက်ပါမယ်နော်ဟုတ်ကျမတို့ education ကတော့2019ခုနှစ်ကလေးရပါတော့ဒီ education ကိုဖင်လန်နိုင်ငံမှာရှိတဲ့university တွေကို join လို့ရအောင်လို့ပေါ့နော်ဒီeducation ကို provide လုပ်ပေးခဲ့တာပါ2019ခုနှစ်ကလေးရပါတော့ဆိုတော့ခုနောက်ပိုင်းမှာတော့ကျမတို့ဖင်လန်နိုင်ငံနဲ့မကပဲအခြားသော European country တွေအကုန်လုံးကိုလည်းကျမတို့ပေါ့နော် education provide လုပ်ပါတယ်ဟုတ်ဆိုတော့2019ကတည်းကအခုချိန်ထိပေါ့နော် education provide လုပ်လာတာကအာဟိုပါပေါ့နော်ကျောင်းသားပေါင်း9000ကျော်ရှိပါပြီအော်ဟုတ် connection လေးနည်းနည်းလေးပြတ်သွားလို့ပါတော့ဆိုတော့ဒီဘာဖြစ်လို့ယူရိုလဲပေါ့နော်ဘာဖြစ်လို့ယူရိုလဲဆိုတော့ဒီ affordable quality ဖြစ်တာဆိုတော့ဈေးက European country မှာစတင်ရတဲ့ပုံစံမျိုးမှာကိုယ့်ရဲ့တက်တာတဲ့နှုံးသားနဲ့စတင်ခွင့်ရှိတယ်ပေါ့နော်နောက်တစ်ခုကကြတော့ career opportunity ဆိုတော့ကိုယ့်ရဲ့ဒီအလုပ်ကအခွင့်အလမ်းတွေက Europe ဖြစ်တဲ့ EU နိုင်ငံအကုန်လုံးမှာသွားပြီးတော့အလုပ်ရှာလို့ရတယ်အလုပ်ရှာလို့ရဖြစ်တဲ့အတွက်လို့ career opportunities ကလည်းလုံးဝကတော့ Finland ရဲ့တန်ရုံညီတယ်ပေါ့နော်
အရန်ကူညီပေးတယ်ပေါ့နော်တခုခုလေးလိုအပ်တယ်ဆိုရင်သူတို့ဘက်ကနေကူညီဖို့အဆင်သင့်ရှိတယ်ပေါ့ဆိုတော့အဲ့ဒါကြောင့်မလို့ supported immigration ဆိုပြီးတော့ပြောတာပါတခြား US တွေ Australia တွေဆိုရင်သိရတဲ့အတိုင်းအခုဆိုရင်အရန်ကို migrant နဲ့ပတ်သက်လို့အရန်အပိတ်ပင်တားဆီးတွေများတယ်ပေါ့နော်ဒါပေမဲ့ Finland မှာကျတော့လို့မဟုတ်ဘဲနဲ့အရန်ကူညီပေးပါတယ် direct admission ကကြတော့ကျောင်းသားတွေတိုက်ရိုက်ကျောင်းလျှောက်ခွင့်လည်းပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ယူရိုပကလုံးဝကိုရွေးချယ်လို့ရတယ်။ကျောင်းတက်ဖို့ကောင်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ပေါ့။ကျန်တဲ့ဟာကိုတော့ညီမတို့ရဲ့နောက်ထပ် co-host အမကဆက်ပြီးရှင်းပြပေးမှာပါ။ဒါပေမဲ့သူရဲ့ဒီ internet connection issue လေးရှိနေတာကြောင့်မလို့ခဏလောက်လေးတီးခံပြီးတော့စောင့်ပေးပေါ့နော်။ဟုတ်။သူ line ပြန်တက်လာပါပြီ။ဆိုတော့သူဘက်ကနေဆက်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်မင်္ဂလာပါရှင်line လေးနည်းနည်းပြတ်သွားလို့ sorry ပါဆိုတော့ဒီပေါ့နော်သူ့ရဲ့ career opportunities အနည်းလည်းကောင်းတယ်နောက်ခါကျတော့ဒီ immigration ရဲ့ system ကလည်းအရင် clear ဖြစ်တယ်ပေါ့နော်အဲ့ဒါပြီးတဲ့အခါကျလို့ရှိရင်ဒီ direct admission အနေနဲ့သွားမယ်ဆိုလို့ရှိရင်လည်းပဲသူကဟိုပါပေါ့နော်သူ့ရဲ့ဒီ instruction တွေက clear ဖြစ်တယ်ဒါကြောင့်မို့လို့ဒီ European country မှာဒီပေါ့နော် education လဲဟိုတော့ပေါ့တစ်ကမ္ဘာလုံးမှာဟိုပေါ့အတိမတ်ပြုတဲ့ education standard ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရွေးချယ်သင့်တယ်ပေါ့နော်ဟုတ်ဆိုတော့ဒီပါပေါ့နော်ကျမတို့ကဒီပေါ့ယူရိုမှာကျောင်းသားတက်ဖို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်အခုလောလောဆယ်မှာကျမတို့provide လုပ်ပေးနေတဲ့နိုင်ငံနှစ်ခုရှိတယ်ပေါ့နော်ဆိုတော့တစ်ခုက Finland တစ်ခုက French ပဲဖြစ်ပါတယ်ဆိုတော့ duration အနေနဲ့ဆိုလို့ရှိရင်တော့ဒီမှာပေါ့နော် Finland မှာသွားတက်မယ်ဆိုလို့ရှိရင်တော့3နှစ်ကနေ4နှစ်ကြာမယ်ပြင်သစ်မှာသွားတက်မယ်ဆိုလို့ရှိရင်တော့3နှစ်ပေါ့နော်ဆိုတော့ master degree အနေနဲ့သွားမယ်ဆိုလို့ရှိရင်တော့Finland မှာသွားတက်မယ်ဆိုရင်တော့တစ်နှစ်ကနေ2နှစ်ကြာပြီးတော့ပြင်သစ်မှာဆိုတော့2နှစ်ပေါ့နော်ဆိုတော့ tuition fees တွေကတော့ခုနကကျွန်မပြောသလိုပဲပေါ့နော်တကယ် affordable ဖြစ်တဲ့ tuition fees တွေဖြစ်တယ် Finland မှာဆိုရင်တော့ euro 9000ကနေပြီးတော့12000ကြားတစ်နှစ်ကိုပေးရပြီးတော့မှာပေါ့နော်ဒီပြင်သစ်မှာဆိုလို့ရှိရင်တော့ euro 2980ကနေပြီးတော့မှဒီ1000ဝဲ euro ရှိပါတယ်ဒါကတော့ကိုယ့်ရဲ့အကြောင်းကို join တဲ့အကြောင်းပေါ့နော်ကို join တဲ့ program ပေါ်မူတည်ပါတယ်နောက်ခါကျတော့ scholarship opportunities တွေလည်းရှိပါတယ်အများအားဖြင့်တော့ Europe မှာ scholarship opportunities တွေက second year မှာစတာများတယ်ဖင်လန်မှာဆိုရင် scholarship က20ကနေပြီးတော့မှ50% tuition fee discount ရနိုင်တယ်ပေါ့နော်ပြင်သစ်မှာဆိုလို့ရှိရင်တော့ကိုရွေးတဲ့အကြောင်းရယ်ပြီးတော့ကိုရတဲ့အမှတ် distinction ပေါ်မှာမူတည်ပြီးတော့မှ scholarship ရနိုင်တယ်ဆိုတော့ဖင်လန်မှာကတော့ part time လုပ်ဖို့အတွက်ဒါကတော့ကျောင်းသားအများစုသိကျင်ကြတယ်ပေါ့နော် part time လုပ်ဖို့အတွက်ဒီ work rice ကတစ်ပတ်ကိုနိုင်30လောက်ခွင့်ရှိပါတယ်ပြင်သစ်မှာဆိုလို့ရှိရင်တော့တစ်ပတ်ကိုနိုင်20တစ်နှစ်လုံးစာအတွက်ဆိုလို့ရှိရင်တော့964နိုင်ပေါ့နော်တစ်နှစ်လုံးအတွက်လောက်ခွင့်ရှိပါတယ်ဟုတ်ပြီးတော့ခါကျတော့ဒီ program ပြီးရဲ့နောက်မှာပေါ့နော်ဆိုတော့ program ပြီးရဲ့နောက်မှာဒီဟိုပါပေါ့ကိုယ့်ရဲ့အလုပ်လုပ်ပြီးတော့မှနေထိုင်ဖို့ဆိုပြီးတော့မှဗီဇာကိုလျှောက်လို့ရတယ်ဆိုတော့အဲ့ဗီဇာက2 year ပေါ့နော်နှစ်အလုပ်ရှာဖွေခွင့်ဆိုတဲ့ဗီဇာလျှောက်လို့ရတယ်ပြီးတော့ဖင်လန်မှာကကြတော့4နှစ်ဆက်တိုက်ပေါ့နော်4နှစ်ဆက်တိုက်အဓိကတော့ type A ဗီဇာနဲ့ပေါ့ဗီဇာတိုက်နဲ့တော့ဆိုင်တယ်ဆိုတော့ဗီဇာတိုင်းတော့နေလို့မရဘူး type A ဗီဇာနဲ့4နှစ်ဆက်တိုက်နေတယ်ဆိုလို့ရှိရင်တော့ permanent residency ကိုလျှောက်လို့ရပါတယ်ဆိုတော့အဓိက high demand က IT ရယ်ပြီးတဲ့အခါကျတော့ engineering data ပြီးတဲ့အခါကျတော့ဒီ chemical industry နဲ့နောက်ခါကျတော့ healthcare sector တွေပြီးတော့ construction နဲ့ tourism ဒီလို sector တွေမှာလုံးဝ high demand ဖြစ်တယ်ဆိုတော့ဒီဟာကျောင်းပြီးသွားလို့ရှိရင်ရမယ်လားစာကြတော့လည်းပဲဟိုပါပေါ့နော် technology ဘိုင်းနည်းပညာဘိုင်းနဲ့သွားမယ်ဆိုလို့ရှိရင်တော့3940လောက်ရမယ်အစမှာပေါ့နော် engineer နဲ့ဆိုတော့3100ပြီးတော့ခါကျ business graduate ဆိုလို့ရှိရင်တော့3250ကနေ3550လောက်သာရလိမ့်ရှိတယ် nurse တွေဆိုလို့ရှိရင်တော့2445ကနေ3051ပေါ့နော်ဒါကတော့ approximate study salaries ပါ .
ဆိုတော့ postgraduate opportunities friend ပေါ့နော်ဆိုခုနကတော့ကျွန်မပြောပြပေးသွားတာကဖင်လန်ဖြစ်တယ်ဒါကတော့ပြင်သစ်ပေါ့နော်ဆိုတော့ပြင်သစ်မှာဆိုလို့ရှိရင် non EU ပေါ့နော် non EU မဟုတ်ဘူးဆိုလို့ပေါ့နော် European နိုင်ငံသားမဟုတ်ဘူးဆိုလို့ရှိရင်เนาะသူ့ရဲ့ program ပြီးလို့ရှိရင်အလုပ်ရှာပြီးတော့နေထိုင်ခွင့်ကတစ်နှစ်ခွဲပေါ့နော်တစ်နှစ်ခွဲminimum နေထိုင်ခွင့်ရှိတယ်master program နဲ့ပြီးသွားတယ်ဆိုလို့ရှိရင်တော့သူကတစ်နှစ်ပေါ့နော်တစ်နှစ်အလုပ်ရှာပြီးတော့နေထိုင်ခွင့်ဆိုရက်ပြီးတော့ဗီဇာကိုလည်းလျှောက်လို့ရတယ်သူကတော့ပြင်သစ်ကတော့ဖင်လန်ထက်နည်းနည်းပို့ပြီးတော့နှစ်များရတယ်တစ်နှစ်ပဲပေါ့နော်တစ်နှစ်ပိုများရတယ်သူကသူ့ရဲ့သူ့နိုင်ငံမှာပေါ့နော် legally stay 9 နှစ်သက်တိုင်နေတယ်ဆိုလို့ရှိရင် permanent residency လျှောက်လို့ရပါတယ်သူ့ရဲ့ဒီ skill shortage ဖြစ်နေတဲ့ area တွေကကျတော့ IT ရယ် software development ရယ် data science ရယ်နောက်ကကျဒီ pharmacist ပေါ့နော်နောက်တစ်ခုကကျတော့healthcare sector construction sector နဲ့ tourism sector တွေမှာသူလည်းပဲ labor shortage တွေဖြစ်တယ်ဒါကြောင့်မလို့ဒီ sector တွေမှာတော့အလုပ်ရနိုင်တဲ့ opportunities တွေများတယ်သူ့ရဲ့လစာကတော့ဖင်လန်ထက်တော့နည်းနည်းပိုနေတယ်ပေါ့နော်technology နဲ့ engineering ဆိုလို့ရှိရင်တော့သူ့ရဲ့ starting salary က2600ကနေ4500ကျာ business ဆိုရင်တော့2500ကနေ3500ကျာ hacker ဆိုရင်တော့2000ကနေ3000ကျာပေါ့နော်တစ်လကိုရနိုင်တယ်ပေါ့ဟုတ်ဆိုတော့ကျမတို့မှာဒီပေါ့နော် education ကဒီဖင်လန်မှာရောပြင်သစ်မှာရောကျမတို့ရဲ့ partner university ရှိတယ်ဒါကြောင့်မလို့ကျမတို့က Pathway to Europe ဆိုတဲ့ program လေးကို provide လုပ်ပေးပါတယ်ဆိုတော့ဒီ Pathway to Europe ကပေါ့နော်ဒီကျောင်းသားတွေအတွက်သူ့ရဲ့ European country မှာဟိုပါပေါ့နော်ကျောင်းသား student life နဲ့ပြီးတဲ့အခါကျသူတို့ရဲ့ academic နဲ့ပတ်သက်တဲ့ standard တွေကိုအလွယ်တကူဟိုပါပေါ့နော်လေ့လာလို့ရပြီးတော့မှဒီအလွယ်တကူပေါ့နော်သူတို့နဲ့ဒီဟိုပါပေါ့ link လုပ်နိုင်တဲ့ education standard ကို link လုပ်နိုင်ဖို့အတွက်ကျမတို့အများကြီးတကယ်ဟိုမှ affordable ဖြစ်တဲ့program တစ်ခုဖြစ်ပါတယ်ပြီးတော့အခါကျ guarantee လည်းပေးနိုင်တယ်ပေါ့နော်ဆိုတော့ကျမတို့ရဲ့ education ရဲ့ဒီ provide လုပ်ပေးတဲ့ Pathway program ကို apply လုပ်ချင်တယ်ဆိုရင်24 hour acceptance ရှိတယ်ပေါ့နော်ပြီးတဲ့အခါကျတော့ဒီ online study model တွေကလည်းတကယ် innovative ဖြစ်ပါတယ်နောက်ခါကျတော့ဒီ entrance exam ဖြေကြမလို့ဘူး program တွေ join နေဆိုရင်နောက်တစ်ခုကကျတော့ guarantee placement test placement ဖြစ်တယ်ပေါ့နော်ဒီ program ပြီးသွားတဲ့ခါကျလို့ရှိရင်ဆိုတော့ဒီဟာကတကယ်အဓိကအားသာချက်ပဲပေါ့နော်ဆိုတော့ဟိုဘက်မှာ university seat ကိုစိတ်ပူကြမလို့ပဲနဲ့ရနိုင်တယ်ပြီးတဲ့အခါကျတော့ degree program ပေါင်း80ကျော် access လုပ်လို့ရပါတယ်ဆိုတော့ဒီဟာအကြောင်းမို့လို့လဲ join တင်တယ်လို့ပြောချင်ပါတယ်ဆိုတော့ program ကြာချိန်လေးကတော့16ပတ်ပဲကြာမှာပေါ့နော်ဆိုတော့ကျမတို့မှာပတ်ဝေးသူ Bachelor ပတ်ဝေးသူ Master ဆိုပြီးတော့မှ program နှစ်ခုရှိပါတယ်ဆိုတော့ study methods အနေနဲ့ဆိုလို့ရှိရင်တော့ online နဲ့ study hub ဆိုပြီးတော့နှစ်ခုရှိတယ် online ကကြတော့ဒီဟိုပါပေါ့နော်ကိုယ့်ရဲ့ home country ကနေပြီးတော့မှလေ့လာလို့ရတယ်ဆိုတော့ home country ကနေပြီးတော့မှပဲနေထိုင်ရင်းနဲ့ဒီဟိုဘက်မှာကျောင်းရပြီပေါ့နော်ကျောင်းရပြီဗီဇာရပြီဆိုတဲ့အချိန်ကျမှတော့လေဒါဆိုရင်တော့ living cost တွေတက်တာတယ်ပြီးတော့ခါကျတော့ဒီဟိုပါပေါ့နော်အာဒီဟိုပါဗီဇာနှစ်ခါလျှောက်တယ်ဆိုတော့အဲ့လိုကိစ္စတော့မရှိတော့ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့လည်း home country ကနေပြီးတော့မှမြန်မြန်သွားခြင်းနဲ့ဟိုမှာပဲ student life ကိုတခါလေးလေ့လာသွားခြင်းနဲ့သူတို့ရဲ့ culture တွေလည်းလေ့လာခြင်းနဲ့ဒါဆိုလို့ရှိရင်တော့ဒီ study hub ဆိုပြီးတော့မှဖင်လန်နိုင်ငံမှာသွားပြီးတော့မှလေ့လာလို့ရတယ်ဒီ program လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်သူကကြတော့ဒီပေါ့နော်ကျောင်းသားကိုယ်တိုင်ကဒီ international student experience နဲ့ပြီးတော့ Finland education culture အဲ့ဒါတွေကိုဟိုမှာလူကိုယ်တိုင်ပေါ့နော်ရရှိသွားမှာဖြစ်ပါတယ်ဆိုတော့ကျမတို့ကဒီ study objectives အနေနဲ့ဆိုလို့ရှိရင်တော့ဒီonline ပတ်ဝေး program တွေမှာဘာတွေသင်ပေးလဲဆိုတော့ language skill တွေကို training ပေါ့နော် language skill ကိုdevelop ဖြစ်အောင်လုပ်ပေးတယ်နောက်တစ်ခုကတော့ဒီsubject နဲ့ပတ်သက်တဲ့ specific detail လေးတွေပါမယ်ပြီးတဲ့အခါကျဒီ academic study ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီဟိုပါပေါ့နော်ကျောင်းသားတစ်ယောက်သူတို့နိုင်ငံမှာသူတို့ရဲ့ standard နဲ့အညီလေ့လာလို့ရဖို့အတွက်ဒီကိုယ့်ရဲ့ skill standard ကိုမြှင့်ပေးတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒီဟာလေးတွေကဒီ program အတွင်းကနေရရှိသွားမယ့် experience တွေဖြစ်ပါတယ်ဆိုတော့ခါကျတော့ဒါကတော့ဒီပေါ့နော်ဒီ education ရဲ့ဒီပတ်ဝေး program မှာဆရာမတွေကဘယ်လိုမျိုးကျောင်းသားတွေကိုtake care လုပ်တယ်ဆိုတဲ့ဟာကို
ကိုယ့်ရဲ့ instructor စီကနေပြီးမှပေးထားတဲ့ comment လေးပဲဖြစ်ပါတယ် ဆိုတော့ကျမတို့ကဒီ geographic diversity အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်เนาะဒီအရှေ့တောင်အာရှမှာပေါ့နော်နိုင်ငံပေါင်း40ကျော်ပေါ့နော်ဆိုတော့ education နဲ့ဖင်လန်နိုင်ငံကိုပို့ဆောင်ပေးခဲ့ပြီးတာပဲဖြစ်ပါတယ်ဟုတ်ဒီ overview လေးကိုပြောရမယ်ဆိုလို့ရှိရင်တော့အခုကျောင်းသားကပေါ့နော်ဒီ undergraduate ဖြစ်တယ်သူကယူရိုမှာသွားပြီးတော့ကျောင်းတက်ချင်တယ်ဆိုလို့ရှိရင်ကျမတို့ပတ်ဝေးကနေပြီးတော့မှ guarantee admission ပေးတယ်ပြီးတဲ့အခါကျတော့ဒီပတ်ဝေးကာလအတွင်းမှာရရှိသွားမယ့် credit ကလည်းဒီ30 ECTS ပေါ့နော်ရရှိသွားမယ့်ဒီstudy လောက်ကတော့30 ECTS စာအတွက်ဖြစ်တယ်ဆိုတော့ပတ်ဝေးမှာ semester 2ခုရှိရပေါ့နော်ပေါ့ semester 2ခုရှိတယ် academic အနေနဲ့ academic year အနေနဲ့ဆိုလို့ရှိရင်တော့ဒါတော့သူက3နှစ်ကနေ4နှစ် academic year ပေါ့နော်ဆိုတော့ခုနကတော့ study mode ကတော့online နဲ့ study hub ရှိပြီးတော့အခု intake ကတော့August 2026 intake နဲ့January 2029 intake ဆိုပြီး intake နှစ်ခုရှိရပေါ့နော် study track အနေနဲ့ဆိုတော့ business ပြီးတော့ engineering and technology ပြီးတော့ nursing and social service ဆိုပြီးတော့ track 3ခုတော့ရှိရပေါ့ဆိုတော့ဖင်လန်မှာ intake နှစ်ခုရှိရပေါ့နော်ဆိုတော့ January intake နဲ့ August intake ဆိုတော့ကျမတို့ရဲ့ပတ်ဝေးရဲ့ August intake ကို join မယ်ဆိုရင်တော့တက္ကသိုလ်ရဲ့2020 January intake ကို join ဖို့အတွက် ready ဖြစ်မယ်ပေါ့နော်ဆိုတော့ခါကျတော့ဒီ graduation ပြီးပြီးရဲ့နောက်မှာတော့ကျောင်းသားကဖင်လန်နိုင်ငံမှာဆိုလို့ရှိရင်24 months နေပြီးတော့မှအလုပ်ရှာလို့ရတယ်ဒီသစ်မှာဆိုရင်တော့12လနေပြီးတော့မှအလုပ်ရှာလို့ရတယ်ပေါ့နော်ဆိုတော့ကျမကဒီအခုတော့ဒါလေးက overview ပြောပြသွားတာပေါ့နော်ဆိုတော့ဆက်လက်ပြီးတော့မှ detail ကိုကျမတို့ရဲ့ဒီ educational counselor ဖြစ်တဲ့မလာဝင်းကပြောသွားပြီးမှာပါကျေးဇူးပါလာဝင်းဥမာကျေးဇူးပါဆိုတော့ဒီနောက်ကပတ်ဝေးရဲ့အသေးစိတ်ပေါ့နော်အမပြောသွားသလိုမျိုးပတ်ဝေးမှာ track 3ခုရှိပါတယ်ဆိုတော့ business track မှာဆိုရင်ဘာတွေသင်မှာလဲဆိုတော့ဟာဒီအောက်မှာမြင်ရမယ်ပေါ့နော်credit တွေနဲ့ပြောထားတာဖြစ်တဲ့အတွက်ကြောင့် credit 30ပေးပါတယ်အဲ့ credit 30ကိုဘယ်လောက်ကဘယ်လောက်ဆိုတာမျိုးလေးပါပါမယ် nursing track မှာလည်းအဲ့လိုပဲသူ့ရဲ့သက်ဆိုင်ရာတူညီတဲ့ဟာလေးတွေလေးရှိမယ်မတူတဲ့ဟာအဓိကတော့တစ်ခုနဲ့တစ်ခုသင်တဲ့ဟာမတူဘူးပေါ့နော်အဲ့ဒါလေးတွေရှိသွားပါမယ်အထူးသဖြင့် nursing ဆိုလို့ရှိရင် finish ကအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့် finish ကိုအဓိကထားပြီးသင်တာဖြစ်တယ်လို့ business မှာကျတော့ business ကအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့် communication ဘိုင်းကိုအဓိကထားပြီးသင်တယ်ပေါ့နော် engineering track မှာဆိုလို့ရှိရင်လည်းသူ့ရဲ့လိုအပ်တဲ့ IT တွေ engineering နဲ့သက်ဆိုင်တဲ့ဟာတွေကို credit ကိုသူ့ဟာသူလိုအပ်တယ်လို့မျိုးလေးသင်သွားတာရှိပါတယ်အဲဒါကြောင့်မလို့ပတ်ဝေးက track ရွေးချယ်တဲ့အခါမှာကိုရွေးချယ်ခြင်းတဲ့ track ကိုရွေးပြီးတော့တက်လို့ရတယ်ပေါ့နော်တစ်ခုနဲ့တစ်ခုပြောင်းဖို့ကြတော့အခက်အခဲရှိပါတယ်ဘာတွေလိုအပ်မလဲပေါ့နော်ပတ်ဝေးကိုတက်ဖို့ဘာတွေလိုအပ်မလဲဆိုတော့အရင်လိုအပ်ချက်အများကြီးမရှိဘူးဒီ၄ခုဒီ၄ခုဒီ၅ခုလောက်ရှိရပြီပေါ့နော်အဓိကပတ်ဝေးတက်တယ် bachelor တက်ချင်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ပြီးခဲ့တဲ့ high school ရဲ့ matriculation certificate ပေါ့နော်အဲ့ဒါကိုပေးဖို့လိုအပ်ပါမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့အမှတ်ကလည်း90ရာခိုင်နှုန်းအနဲ့အထက်ဖြစ်ရမယ်ပေါ့နော် GPA က passport ရှိပြီးတော့ proof of English proficiency ဆိုရဲ IELTS ဒါမှမဟုတ် Duolingo ဒါမှမဟုတ် PTE တစ်ခုခုရှိရင်ရပါပြီ France မှာဆိုရင်တော့ထပ်တိုးလိုအပ်ချက်က CV form ပေါ့နော် CV form လေးပြင်ထားဖို့လိုအပ်တယ်နောက်ထပ်တိုးလိုအပ်ချက်ပါလေလဲဆိုတော့ပုံမှန်ဆို50% GPA နဲ့ Finland မှာရပါမယ်70% GPA ကတစ်ခါလေကြာတချို့ကြောင့်နေရ France ကလိုအပ်ပါတယ်ဆိုတော့အသက်ကတော့18နှစ် online တက်ရင်18နှစ်ကနေစတက်လို့ရပြီးတော့ပုံမှန်ကတော့18နှစ်ကနေပဲစတက်လို့ရတာဖြစ်ပါတယ်ခုနအမပြောသွားသလို intake ကတစ်နှစ်မှာနှစ်ခုရှိတယ် January နဲ့ August intake ဆိုပြီးရှိတာပါဒီ intake ဆိုတာကပတ်ဝေး intake ကလည်းနှစ်ခုရှိသလို University intake ကလည်းဒီ intake နှစ်ခုပါဆိုတော့ပြောချင်တာက January ပတ်ဝေးတက်တယ်ဆိုရင် August လမှာ University ရဲ့ intake ကို join ရမှာပါ August intake ကပတ်ဝေးကိုတက်တယ်ဆိုရင် January ရဲ့ University intake ကို join ရမှာဖြစ်ပါတယ်မတက်ကတော့ online နဲ့ study ကနှစ်ခုရှိပါတယ်မြန်မာဘက်ကဆိုရင်တော့ online ကိုပဲအားပေးပါတယ်ရှင်semester ကတော့တစ်ခုနှစ်ခုဆိုပြီးတော့ရှိရပေါ့နော်ပြီးတော့ degree ကတော့ပုံမှန်ဆိုလို့ရှိရင်တော့2နှစ်3နှစ်ခွဲဆိုပြီးတော့တက်ရတာမျိုးလေးရှိပါတယ်ဒီပတ်ဝေးအတွက်ကတော့ credit က ECTS က30 ECTS ပေးတာပါရှင့်ဆိုတော့ master ပေါ့နော်ခုန bachelor အကြောင်းကိုပြောသွားပြီးပြီဆိုတော့ master မှာဆိုတော့30 ECTS ဖြစ်ပါတယ်။ဒါပေမဲ့ master မှာအဓိကကဒီ intake အတွက်ပေါ့နော်အခုလာမယ့် intake က August intake အတွက်ကတော့ business in master ပတ်ဝေးတစ်ခုပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ master ပတ်ဝေးဆို credit 30ရှိတဲ့ဟာဒီတစ်ခုပဲပြထားတာဖြစ်ပါတယ်။ပုံမှန်ဆိုတော့ the business nursing ဆိုပြီးနှစ်ခုရှိပေမဲ့ August intake မှာnursing မရှိဘူးပေါ့နော်။
အဲ့တော့ master တက် requirement ကတော့ master တက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ bachelor degree ရဲ့ဟာလိုမယ်ပြီးတော့အဲ့ဒီအတွက်အမှတ်တွေလိုပါမယ် bachelor master တက်တဲ့လူက bachelor ပြီးသားလူဖြစ်တဲ့အတွက်ကြောင့်မလို့အလုပ်လုပ်ထားတဲ့certificate တစ်ခုလည်းလိုပါမယ်ဆိုတော့ employment certificate လိုမယ် CV form လိုမယ် passport လိုမယ်နောက်ဆုံးမှာ proof of English proficiency ဆိုတာလေးလိုပါမယ်ရှင်ပြင်သစ်အနေနဲ့ကတော့ထူးခြားချက်က motivation letter လေးတစ်ခုကထပ်တိုးလာတယ်။ထုံးစံတိုင်းပဲ50%ဒါမှမဟုတ်80%ဆိုတဲ့ဟာမျိုးလေးရှိပါမယ်။ bachelor qualification က4နှစ်တချို့ bachelor တွေက4နှစ်တက်ရတယ်တချို့က3နှစ်တက်ရတယ်ပေါ့နော်။3နှစ်ဆိုတဲ့ဟာမျိုးဆိုရင်တော့အလုပ် experience ကိုပို့ပြီးတော့ပြပေးဖို့လိုအပ်တယ်လို့သူကပြောထားတာပါ။ French ကပို့ပြီးတော့ English sorry ကျောင်းတက်ဖို့အတွက် requirement ကိုပို့ပြီးတောင်းနေဆိုတဲ့အတိတ်ပဲပေါ့နော်။ဘယ်ကျောင်းတွေမှာကျောင်းလျှောက်လို့ရလဲဆိုတာကိုဒီထဲမှာအသေးစိတ်ပြထားပါတယ်။အပေါ်ပိုင်းမှာဆိုလို့ရှိရင်ပြင်ဖင်လန်ကကျောင်းတွေဖြစ်ပြီးတော့အောက်ပိုင်းကကျတော့ France ကကျောင်းတွေဖြစ်ပါတယ်။မြင်နေကြကျောင်းတွေတော်တော်များများရှိပါလိမ့်မယ်။အထူးသဖြင့် Metropolia ဆို University ကHelsinki မှာရှိရပေါ့နော်။ France မှာဆိုလဲ Rand Business School တို့ Kite တို့ဆိုတော့လည်းနာမည်ကြီးတဲ့ကျောင်းတွေဖြစ်ပါတယ်။စာသင်တဲ့အခါကျရင် student portal ကိုသက်သက်လေးထားပြီးတော့မှသင်ပေးတာပါ။ဆိုတော့ကြောင့်မလို့ online ကတက်သည်ဖြစ်စေ study hub တက်သည်ဖြစ်စေကိုယ့်ရဲ့ laptop နဲ့ portal ကနေပဲအဓိကface to face ဆိုလို့ရှိရင်လည်း laptop ထား portal ကနေဆရာမတွေနဲ့စကားပြောရတယ်ပေါ့နော်။ homework တွေ assignments တွေ portal ကလုပ်ရတာပါ။အဲဒါကြောင့်မလို့ online တက်တဲ့သူရော study hub တက်တဲ့သူရောကfeeling ကအတူတူပဲဖြစ်ပါလိမ့်မယ်။အဲဒါကြောင့်မလို့ထူးခြားချက်မရှိလို့ online ကိုတက်ချင်တယ်ဆိုရင်လည်း recommend ပေးရလို့ပြောချင်တာဖြစ်ပါတယ်။အဓိက cost saving ဖြစ်တယ်ပေါ့နော်။ဖင်လန်မှာဖင်လန်တက်ရမှဆိုရင်တော့ study hub ပဲရွေးချယ်ကြပါရှင်okay study hub ကြောင်းဆက်ပြောပြရင် campus experience အဓိကပါပဲသူရဲ့ study hub ကကျွန်တော်တို့ထူးခြားချက်မရှိဘူးပေါ့နော် facility တွေကတော့ကျောင်းဘက်ကနေကျောင်းမှာရှိရဲ့ကျောင်းရဲ့အဆောက်အအုံ facility တွေကတော့ပိုကောင်းနိုင်မယ်ပေါ့နော်အိမ်မှာထက်ဆိုင် aircon တိုက်ရိုက်ရတာမျိုးမီးတောက်ရှောက်မပြတ်တာမျိုးတွေပေါ့ဆိုတော့ဆရာမတွေလည်းရှိရတဲ့ကြောင့်မလို့ကိုယ့်ရဲ့ဒီဘက်က laptop မှာလုပ်နေရင်လည်းအဆင်မပြေရှိရင်တော့တမ်းပြီးမေးလိုက်လို့ရတဲ့ဟာရှိပါတယ် online မှာဆိုရင် raise hand လုပ်လို့ရတယ်ဆရာမကို chat box ကနေတွားပြောလို့ရတယ်ရှိပေမဲ့ face to face နဲ့တိုက်ရိုက်မေးလိုက်တာတော့ပုံမြန်တဲ့အတွက်ကြောင့်ဒါမျိုးလေးတွေ study hub ကပို့ပြီးတော့အကျိုးရှိရပေါ့နော်အဲ့လိုပဲပြောရမှာပါအသက်ကတော့ study hub ဖြစ်တဲ့အတွက်ကြောင့်မလို့ဖင်လန်ဘက်ကို18ပြည့်ပြီးမှသွားလို့ရဖြစ်တဲ့ကြောင့်18နှစ်ကနေစပါမယ် bachelor master ပတ်ဝေးရဲ့ဈေးနှုန်းလေးက4900ဖြစ်ပါတယ်enrollment fee 200သွင်းရပါမယ်ပြီးလို့ရှိရင်ပတ်ဝေးက study hub ဖြစ်တဲ့အတွက်ကြောင့်မလို့ university အတွက်ကိုကြိုပြီးတော့ school fee သွင်းထားရပါမယ်2000မှာအဲ့တော့ total ပတ်ဝေးအတွက်ကိုတက်တာနဲ့ပြင်ဆင်ပေးထားရမှာက6000ကျော်9000လောက်တော့ရှိပါလိမ့်မယ်ဒါလေးကတော့ time table schedule လေးပါဆိုတော့ set study ဆိုတာကခုန portal ထဲမှာကိုယ့်ကိုပေးထားတဲ့ exam တွေ assignments တွေလုပ်နေရမှာပြီးရင်ဆရာမကနေပြီးတော့ online ကနေonline စတင်မယ် face to face ဆိုလည်းစတင်မယ်ပေါ့နော်ပြီးရင်နောက်ထပ်အဲ့ဟာကိုပြန်ပြီး set study လုပ်မယ်ဒါမျိုးလေးတွေသွားမယ် group ကလေးတွေရှိမယ်အခုကဒါလေးကိုပြတာကကြတော့ full time လောက်ကြတယ်ပေါ့နော် full time ကျောင်းတက်ရမှာ8နာရီကနေညနေ4နာရီထိတက်ရမှာဖြစ်ပါတယ်အဲ့တော့ဘာဖြစ်လို့မျိုးဒီပတ်ဝေးကိုတက်ပြီးတော့များသွားကြတာလဲပေါ့နော်ចောင်းသားတွေရွေးချယ်ကြတယ် student top ဆိုတာကចောင်းသားတွေရွေးချယ်ကြတာများတယ် nationality အများကြီးကိုလက်ခံတယ်ပြီးအခါကျတော့ចောင်းသားတွေရဲ့ certificate rate တွေလည်းကောင်းတယ် university life အတွက်ကလည်း ready ဖြစ်ပြီးသားဖြစ်တယ်ဈေးနှုန်းကလည်း euro 3000ဝန်းကျင်လောက်မလို့ affordable ဖြစ်တဲ့တကြောင်ပတ်ဝေးကိုရွေးချယ်ကြတာဖြစ်ပါတယ်အဓိကတော့ offer letter မရမှာစိတ်ပူနေတဲ့သူတွေရွေးချယ်လို့ကောင်းတယ်ပေါ့နော်preparatory program ဆိုတဲ့ဟာကြတော့ဒီဘာတွေသင်ပေးရလဲပေါ့နော် priority အနေနဲ့ guideline တွေသင်ပေးတယ်ဒီ degree programs တွေကိုတခြားလေးရှင်းပြပေးတယ် EU align curriculum ဖြစ်တဲ့အတွက်ကြောင့်မလို့ပတ်ဝေးမှာစပြီးတော့ဒီ EU ဘက်က curriculum ကိုစပြီးတော့ထိတွေ့ခွင့်ရမယ်ပေါ့နော်ကျောင်းသားတွေရဲ့အချင်းချင်း competition rate တွေလည်းအချင်းချင်းရှိရတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့စာသင်တဲ့ဟာမှာလည်းအထောက်အကူပြုတယ် affordable ဖြစ်တယ်ပြီးတော့ transparent ဆိုတော့ hidden fee ဘာမှမရှိဘဲနဲ့ transparent ဖြစ်တယ်ပေါ့နော် future proof scale ဆိုတာကတော့အဓိကကိုဆက်တက်မဲ့ university တော့ကို scale တွေခါရဖြည့်ပေးလိုက်တာပဲဖြစ်ပါတယ်ဒါကတော့ testimony ရဲ့ student တွေရဲ့ဘာတွေကောင်းလဲဆိုတော့ Thailand ကသူတွေလာတက်တယ် USC ကသူတွေတော့မှတက်ပါတယ်ဆိုတော့ကိုရီးယား Asia ဘက်ကသူတွေလည်း Europe ကိုအရင်သွားချင်ကြသလိုကျန်တဲ့နေ USC ကနေရာတော့သူတို့ Europe ဘက်ကိုလည်းပြောင်းချင်တဲ့သူရှိရပေါ့နော် Okay ဆိုတော့
ပတ်ဝေးအတွက်ကိုဒီထေးဈေးနှုန်းလေးတွေက online study bachelor ဆိုလို့ရှိရင်3600 3300ဆိုပြီးတော့ကိုလိုချင်တဲ့ track ပေါ်မူတည်ပြီးအမျိုးမျိုးရှိတယ်။ study ကဆိုလို့ရှိရင်တော့4900ပဲပေါ့နော်။ part time ကတော့အဓိကကsemester နှစ်ခုပေါ့နော် January ရော August ရောနှစ်ခါလုံးကိုတွဲတင်တာဆိုတော့ဒါကတော့မဖွင့်ပါဘူးဆိုတော့လောလောဆယ်မဖွင့်ထားဘူးပေါ့နော်ရွေးချယ်ခြင်းနဲ့ဆိုရင်တော့လည်းရှိပါတယ်ဒါပေမဲ့လောလောဆယ်တော့ recommend ပေးရတဲ့ထဲမှာပါပါဘူးဈေးလည်းပိုကြီးရယ်ပေါ့နော် online တက်ရမှာကို4000လောက်ပေးရမှာပေါ့နော်အဲ့တော့ပုံမှန်ရွေးချယ်ကြရတော့1 semester နဲ့အပြီးပါပဲ2 semester အထိကိုအချိန်ကုန်ခံပြီးတော့ပတ်ဝေးကိုသင်မနေဘူးပေါ့နော်ဆိုတော့ full time master အနေနဲ့ကြာရင်လည်း4400နဲ့4900ဆိုပြီးအတီးတီးရှိပါတယ်ဆိုတော့ဒါပတ်ဝေးအတွက်ကို tuition fee အသေးစိတ်ပါဒါလေးကိုအကြောင်းလျှောက်တာနဲ့လျှောက်ပြီး interview အောင်ပြီးတော့ acceptance letter ပို့လိုက်ပြီးဆိုတာနဲ့ပတ်သက်သွင်းရမှာဖြစ်ပါတယ်အကုန်လုံးကအပြည့်အဝသွင်းရမှာပါ installment မရှိပါဘူးရှင်ဆိုတော့ intake လေးတွေခုနအရှိမနည်းနည်းပြောသွားခဲ့ဘူးတယ်ပတ်ဝေးကိုဘယ်ချိန်မှစမှာလဲအခု for intake ဆိုလို့ရှိရင်8လပိုင်း18ရက်နေ့မှာစမယ်2026ဒါ orientation ပေါ့နော်ပြီးလို့ရှိရင်2026 12လပိုင်း13ရက်နေ့မှာပတ်ဝေးအတွက်ပြီးသွားမယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်တော့သူ university ကိုစ join လို့ရပြီ spring intake ကတော့တစ်လပိုင်းမှာစမယ်9လပိုင်းမှာပြီးမယ်ပေါ့နော်အဲ့ဒါမှဒါ6လပိုင်း9လပိုင်းဆိုဘက်မှာပြင်ဆင်ပြီးတော့ August ဆိုရင်စပြီးတော့university ကိုတက်လို့ရမှာပေါ့နော်ဒီ8လပိုင်းတက်တယ်လို့ရတော့ January အထိကိုတက်ရမှာပေါ့ဆိုတော့ခုနပြောသွားတဲ့ဒါတော့ခုနထပ်ပြီးပြောပြီးသားပဲပေါ့နော် January August intake နဲ့ January intake နှစ်ခုရှိရဆိုတဲ့အကြောင်းပါအဲ့တော့နောက်ဆုံး page လေးကတော့အဓိကအဖြစ်ဒီ program ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီဟာလေးကို scan ဖတ်ပြီးတော့ bachelor ဆို bachelor ကို scan master ဆို master ကို scan ဖတ်ပြီးတော့ဒီ app ကိုသက်ဆိုင်ရာform လေးတွေကိုဖြည့်ရပါမယ်ဖြည့်ပြီးရတဲ့ euro 100ဆိုတဲ့ admin fee ကိုသွင်းပေးရပါမယ် PayPal နဲ့သွင်းလို့ရတယ်လို့ banking transfer နဲ့သွင်းလို့ရပါတယ်သွင်းပြီးသွားတာနဲ့ဒီ email လေးကိုစောင့်ပေးပါ admission ကနေပြီးတော့ဒီ euro 100သွင်းပြီးသွားပြီဆိုတဲ့ receipt လေးပို့ပြီးသွားတာနဲ့စပြီးတော့ document စစ်တာတွေပြီးတဲ့အခါကျတော့ဒီ interview လုပ်တာလေးတွေသက်ဆိုင်ရာ admission process တွေဆက်လုပ်ပေးပါလိမ့်မယ်အသေးစိတ်လေးကိုသိချင်တယ်ဆိုတော့ education.co ကိုလည်းတောက်လို့ရပါတယ်ဆိုတော့မေးစရာလေးရှိလားမသိဘူးရှင်ဒါလေးကတော့ education ရဲ့သက်ဆိုင်ရာ link လေးတွေနဲ့ဆက်သွယ်လို့ရတဲ့နေရာလေးဖြစ်ပါတယ်ဆိုတော့နားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်မိကုံးလေးရှိရင်မေးလို့ရပါတယ်ဒီလိုနေ box ကနေတစ်ဆက်မေးလို့ရပါတယ်ဖုန်းလည်း chat box မှာရက်ပြီးတော့မေးလို့ရပါတယ်ရှင်9:35လောက်ထိပေါ့เนาะညီမတို့စောင့်လိုက်ပါမယ်မေးခွန်းမေးချင်တာလေးတွေကိုစောင့်လိုက်မယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမရှိဘူးဆိုတော့ညီမတို့ webinar လေးကိုအန်လိုက်ပါတော့မယ်